Okay ဒီနေ့မှာတော့ဒီချက်ကIG ဘက်ကိုတော့တဲ့ကလေးတွေအတွက်ပေါ့နော်အဲ problem solving ပုံစံလေးတစ်ခုကိုတွက်ပြပေးမှာဖြစ်ပါတယ်ဒီချက်ပြောနေတော့ပုံစံလေးကိုဖတ်ထားကြနော် Okay အဲဒါဆိုရင်စရှင်းပါမယ်ဒီမှာပုံစံမှာရှယ်က Amy Linda ရဲ့ပေါင်းလိုက်ရဲ့သူတို့ကcookie တစ်ခုဟုတ်တယ်နော် cookie တစ်ခုကို share လုပ်တယ် Amy ကဘယ်လောက်ရလဲဆိုရင်3/5ပြီးတော့3/5ရတဲ့အပြင်မှာဒီက18 cookie ထပ်ပြီးတော့ရတယ် Linda ကကြတော့1/2ဘယ်တည်းရလဲဆိုရင် the remaining cookie Amy ယူထားတဲ့ပြီးတဲ့အဲ့ထဲ remaining ထဲကမှ1/2ရတယ်1/2ရတဲ့အပြင်ကို cookie စစ်ချက်လာလေးရသေးတယ်ဟုတ်တယ်နော် Okay နောက်ဆုံးတရားဘောင်းလက်ကကြတော့6 cookie ရတယ်အဲ့ဆိုရင်နောက်ဆုံးရတဲ့ပြီးရင်သူတို့ cookie တစ်ခုလုံးကကုန်သွားပြီနောက်မေးခွန်းမှာပါမယ်လေ how many cookie were there in the first ပထမဆုံးရှင်းနေမှာcookie ဘယ်လောက်ရှိလဲဆိုတာကိုလိုချင်တယ်ဒီချက်ကိုအဲ့ဒါဆိုရင်လိုအပ်တဲ့ဟာလေးကိုစိုင်းကလေးလောက်ထားမယ်နံပါတ်လေးကို3/5ပြီးတော့ Amy ရတာနော်ပြီးတော့အတိအကျက18 cookie ဒါအတိအကျဒါက3/5 18 cookie ပြီးတော့ Linda ကကြတော့ Linda က1/2ပြီးတော့ repair တွေကလည်း remaining ကတစ်ခုချိတဲ့အထဲကမှဒီချက်က1/2ရတယ်ပြီးတော့နောက်ထပ်10ခုအတိအကျရတယ်ပြီးတော့ Violet ကကြတော့နောက်ဆုံးရတဲ့တယောက်ကနည်းနည်းလေးပဲရတော့เนาะ6 cookie အဲ့ဒါပြီးရတယ်ဒီချက်က cookie တစ်ခုလုံးကုန်ပြီ how many cookie were there in the first ဒီမှာဆုံးရှိနေလို့ရှိနေဟုတ်ပြီဒီချက်ကဘယ်နာကနေစပြီးတော့စဉ်းစားကြမလဲ Amy ကနေစစဉ်းစားမယ် Amy ကပထမဆုံးရတဲ့သူဖြစ်တဲ့အတွက်เนาะAmy ရတဲ့ဟာကနေစစဉ်းစားမယ် Amy ကတန်ဖိုးတစ်ခုလုံးရဲ့3/5ရဆိုတော့ total က9လုံးရှိရမယ်ဟုတ်တယ်နော်နောက်တော့ဝင်ဖြားလိုက်ပါနော် Okay Amy ရတဲ့ဟာကိုဒီရှိကAmy ရတဲ့ဟာကိုပထမဆုံး3ယောက်နဲ့ပြမယ်နော်အပြောင်လေးနဲ့ပြလိုက်မယ် Amy ကို3ယောက် Amy ကိုဒီကအပြောင်နဲ့ပြမယ်ပြီးတော့ Linda ကိုကြာတော့ဒီကစိမ်းရောင်လေးနဲ့ပြမယ်ပြီးတော့ဘောင်းလက်ကိုကြာတော့ဟိုဝါရောင်လေးနဲ့ပြမယ် Okay အဲ့ဒါဆိုရင် Amy ကိုကြည့်ရအောင် Amy က3တုံးတော့ပြင်ကမှသူကဘယ်လောက် cookie ရလဲ10အဲ့ဒါဆိုရင်ဒီကဒီမှာဘာမှမသိသေးဘူးเนาะဘယ်လောက်ရှိမှမသိထားမယ်ဒီဟာလေးတစ်ပတ်ကဘယ်လောက်ဖြစ်မှာလဲဆိုရင်ဒီက18လို့မှတ်ထားလိုက်မယ်ဟုတ်ပြီလားအတိအကျမသိသေးဘူးဒါမဲ့ဒီကြံတဲ့ဟာအတိအကျမသိထားမယ်ဒီက3/5ပြီးတော့18ဆိုတာလေးကိုတော့အတိအကျသိတယ်အဲ့ဆိုရင် Amy ရတဲ့ဟာဒါ Amy က3/5ရဲ့ပြီးတော့ plus 18ရသွားပြီ Okay နောက်ကြံတဲ့ဟာကိုထုတ်ဝက်တယ်အဲ့ဒါကြံတဲ့အပိုင်းကဘယ်လောက်လဲဆိုရင်ဒီရဲ့ဝါရောင်လေးဟိုအစိမ်းရောင်လေးနဲ့ပြမယ်နော်တင်တာဖြစ်တဲ့အတွက်ဒီကြံတဲ့ဟာဘယ်နာနေပဲထိပါလဲဒီထိကပြီးတော့ပြီနော်ဒီကြံတာဒီနှစ်တုံးကိုသတ်မှတ်လို့မရဘူးဒီနှစ်တုံးမှာ18ဆိုတဲ့ဟာပါတဲ့အတွက်ဒီနောက်ကကြံနေတဲ့အပိုင်းလေးနှစ်ဆကိုဒီရှိကဆွဲမယ်အဲ့ဒါမှရှိကထုတ်ဝက်ကဘယ်သူယူတာလဲ Linda အဲ့ဆိုရင်ဒါလေးက Linda 1/2ကျန်တဲ့က1/2ပြင်ကိုဘယ်လောက် cookie သေးရလဲ10အဲ့ဆိုရင်ဒါလေးက plus 10ဟုတ်တယ်နော်ဒီတစ်ခုလုံးကပါတယ်အဲ့ဆိုရင်ဒီက Linda ယူတာ Okay ဘာလဲကဘယ်လောက်ရလဲအဲ့ဒါဆိုရင်ဒါ10နော်ပြောတော့မှာတော့ဒီပြော10နော်ဒါလေးက Linda 10ရတယ်
ပြီးတော့နောက်ဆုံးကြံတဲ့ဟာက6ဆိုတော့ဒီမှာ10ကိုဒီကဒီလောက်ထိဆွဲလိုက်မယ်အားစင်ဒီ10လေးဟုတ်ပြီလားအားစင်လင်နာဒီလောက်ထိရတယ်ပေါင်းလိုက်ရတာဘယ်လောက်လဲအားစင်ဒီအပိုင်းလေးပေါ့ပေါင်းတော့ဘယ်လောက်ရလဲပေါင်းလက်က6ခုအဲ့ဒါလင်နာဘယ်လောက်လဲဒီအပိုင်းလေးတက်တက်ရတယ်ဟုတ်ပြီနော်အဖြူအောင်လေးနဲ့ပြမယ်ဒီအပိုင်းလေးကအကုန်လုံးပေါင်းလိုက်ဘယ်လောက်ရမှာလဲโอเคအဲ့ဒါသိဖို့အတွက်တီချာတို့ကဘောင်းလက်ကစစ်ဒီမှာ10ဆိုရင်ဒီဟာ10နော်ဒီမှာ down line လေးရှင်းပြထားမယ်ဒီဟာ10ဒီဟာစစ်ဆိုရင်ဒီတော့ဘက်ကဘယ်လောက်ဖြစ်မှာလဲ16ဖြစ်မယ်ဟုတ်တယ်နော်ဒါ16ဖြစ်မယ်အဲ့ဆိုရင်ကြံလေးထဲကိုထောက်ဝက်ထားတယ်ဒီဘက်က16ဆိုရင်ဒီဘက်ကဟာလေးဘယ်လောက်ဖြစ်မှာလဲဒီက16ဖြစ်မယ်โอเคအဲ့ဒါဆိုရင်ဒီအပိုင်းလေးကလင်နာနဲ့ပေါင်းလက်ပေါင်းပြီးတော့ဘယ်လောက်ရမှာလဲ32ရမယ်လင်နာရဲ့ပေါင်းလက်ရဲ့ပေါင်းတာက32ရမယ်ဒီကျကအဲ့ဒါကိုမသိချင်သေးဘူးဘာကိုသိချင်လဲဆိုရင်ဒီအပိုင်းတစ်ခုလုံးနောက်ဆုံးကြံတဲ့ဟာဒီ18မှာပါစေရှင်တယ်ဒီကျက18ကလည်းအတိအကျသိတဲ့ဟာဒီနာကနေဒီပေါ့ဟုတ်တယ်နော်ဒါလေးကိုဒီချက်ရှူအောင်နဲ့ရှိတယ်ပြလိုက်တယ်ဒီကျန်တဲ့နှစ်တုံးပေါ့အဲ့ဒါဆိုရင်ဘယ်လောက်ဖြစ်သွားမှာလဲအဲ့ဒီထဲမှာဒီကျကဒီအစကနေဒီဟုတ်ပြီအဲ့ဒါဆိုရင်18ရဲ့32ရဲ့ကိုပေါင်းလိုက်တယ်လို့မဖြစ်ဘူးလားအဲ့ဒါဆိုရင်ဘယ်လောက်ရမှာလဲဒီအဲ့ဒါဆိုရင်ဒီ50ထဲမှာဘယ်နှ unit ပါလဲဒီကျက2 unit ပါတယ်50မှာ2 unit ပါတယ်ဆိုရင်ဒီကျက1 unit ကိုရှာလို့ရပြီဟုတ်တယ်နော်အဲ့ဒါဆိုရင်ကြည့်ရှင်းမယ်2 unit equal 50အဲ့ဆိုရင်1 unit ကဘယ်လောက်ရမှာလဲဟုတ်တယ်50 divided by 2ဆိုတော့25ဒီကျက fs ကိုလို့ရှင်းတယ်ဒီက fs ကိုလို့ရှင်းတယ်အဲ့ဒါပထမအဆုံး total တန်ဖိုးတစ်ခုပိုင်းရတာဘယ်လောက်လဲ5 unit အဲ့ဒါဆိုရင်ဒီက1 unit မှာ25ရှိဆို25 multiply by 5လောက်ရမှာလေ125 cookie ပေါ့တစ်ခေါက်တည်းနဲ့နားမလည်ဘူးဆိုရင်ပုံလေးကိုတေချာနားလေးချင်းအောင်ကြည့်ပေးနော်အဲ့ဒါဆိုရင်ဒီကျိုးကပထမတစ်ခါနားမယ်ဒုတိယတစ်ခါနားထောင်မယ်နားထောင်ရင်လည်းလိုက်တွက်ကြည့်မယ်ဆိုရင်ဒီပုံစံလေးကိုရှာတော့မှာဖြစ်တယ်နော်